နားလိုက်တာကိုချက်ကြီးရဲ့သေဟိုမရောက်သေးဘူးလားဝိုင်းစိန်နားလာပြီအတင်းထားပါဝိုင်းစင်ဟာဟိုမျိုးစိမ်းကိုရောက်တော့မှာတိတ်မဝေးတော့ပါဘူးဟိုတော့ဘွားနဲ့ဝိုင်းစင်ကိုပွေပြီးခူးဆိုင်ပါဗျာအေးပါဟဲ့ချက်ကြီးရဲ့ဝိုင်းစိန်ကမွေးတော့မှာနေသာမျိုးစိမ်းကိုမြင်မြန်ရောက်အောင်မောင်းပါဟဲ့မောင်းစမ်းပါဟုတ်ကဲ့တော့ဘွားနဲ့ဟုတ်ကဲ့ဟဲ့မလီနားလိုက်ပါချက်ကြီးနေခဲချက်ကြီးနေရက်နဲ့လဲမင်းရက်နဲ့နေမင်းရက်လိုက်ဘာဖြစ်လို့လဲတော့ဘွားနဲ့ချက်ကြီးဝဲချက်ကြီးဝဲမွေးတော့မယ်ဘာလို့မလဲဗျာဘာလို့မလဲဗျာမဆီးလိုက်အမလေးလာလိုက်တာယောက်ျားလေးဟဲ့ဝိုင်းအားလုံးပဲမင်္ဂလာပါညီတို့တောင်ဝင်ခွားပလက်မှာဆိုလို့ရှိရင်ကောက်ပြောက်စီစုခုလို့ရုံနဲ့ဗီအိုင်ပီတက်တာအမခက်ခက်ကနေစပြီးတော့စုချင်းငွေချမ်း2သိန်းကြီးကိုပါဝင်ကစားနိုင်မှာဖြစ်ပါတယ်ရှင်။ဒါကြောင့်မလို့ဒီအခွင့်အရေးကြီးကိုလက်တွေ့ဆုံးရှုံးထားမှုအတွက်တောင်ဝင်ခွားပလက်ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်။